Yeah, motor show ရအောင် motor show နောက်ဆုံးရ motor show ဒီဆိုင်ကလေးလိုက်ပြမယ်ဒါတော့ကိုကောင်းရောဘေးနေတော့အများကြီးပဲဒါ parking GS ဒီကောင် 2J ဟိုမှာ GS 1300 okay အပေါ်မှာလိုက်ကြည့်မယ်ပြီးရင်လက်မှတ်ဝယ်လိုက်အောင်မယ်လက်မှတ်ဝယ်ပြီးရင်လက်မှတ်လည်းဝယ်သွားရင်ဟိုလက်ကြီးတော့ပါလာသေးတယ်ဟိုသာစင်းလုံးမြင်ရတာတော့ Z8 motor ဟိုရန်ခစ်စားနေရတရုတ်မှာZ900 တိတ်လေးပါရိုင်းလည်းမကြီးပါဒါတော့Z motor တရုတ်မှာညမို့တရားကြအောင်ဟုတ်တရုတ်မှာအပေါ်စော်ကြိုက်လားအောက်ကဘင်းကြိုက်လားအောက်ကတရုတ်မှာအပေါ်ကဘာမှလည်းမသိတရုတ်မှာလည်းဘာမှဒီမှာZ motor ဟုတ်ပြီရှေ့မှာကဒီကောင် Kiwi တို့မော်ဘီနီဒီကောင် TRK TRK တုံးဝင်ဒီကောင် Benelli ဒီကောင်လည်းမော်ဘီမီရောကမော်ဘီနီ502တစ်ထွက်လိုက်ကောင်တရုတ်မာလေးပဲတရုတ်မာလေးဟိုကောင်ရှေ့မှာစိုက်ကလုံးမလေးရှားတော့တရုတ်တွေကြီးဆိုတရုတ်ဘဲနေပြောဝင်စိုက်ကလုံးတင်ဟာလီလိုပါလို့နဲ့စိုက်ကတရုတ်ဘဲနေတရုတ်မာလေးကြော်လိုက်တရုတ်မာလေးဒီကောင်ဘောပါစိုက်ကလုံးဘောပါဒီကောင်ကစိုက်ကလုံးပဲချားဘိန်းနေရှိတယ်တရုတ်ဝင်းနေပဲတရုတ်ဝင်းနေများနေဟုတ်မှာမိုးရင်းနေတော့ရင်1200မော်ဘီနီမသိဒူကာတီလိုပါတော့နဲ့ရုပ်ကโอเคနောက်ထပ်နေရာတော့ကြည့်CF တစ်ထောင်ဒီပါ CF ဒီကောင် KTM ရဲ့နီးပညာတွေယူထားဆိုတော့ KTM အင်ဂျင်လည်း KTM ကျွန်တော်တော့ကြောကြတယ်ဒါပေမဲ့ကျွန်တော်လည်းသိချာတော့မသိဘူးရိုက်ပြလိုက်
တယ်တိုင်ကွယ်လေးရဲ့တေးသေးလေးပုံကတော့ဝေးပြည့်ပုံသုံးပုံနဲ့အေးသောချိုးတာပုံနေပါဒီဘက်ချမ်းအေးသောပေါက်နေရပုံချိုးတာဒီကောင်900ဒီကောင်က CM 900အစားဝရှိရစော်လေးဒီမှာ၄ဘိန်းရစော်လေး၄ဘိန်းနဲ့စော်လေးCF ကလည်းဒီကောင်နေရှိရနော်တိုးရင်းနေ1250 sorry ဟိုရှိမှာကကျူဂျေမတော့ဒီကောင်တော့ကျူဂျေရောင်းကျူဂျေပဲကျူဂျေလက်တိုးရင်းနေမိုက်လာရင်ပုံစံနေမိုက်တာဘလို့နေထားရှိလဲတော့စီးကြည့်မှာပဲသိတာဒီကောင်800ကျူဂျေမတော်800မသိရင်ဟိုCM မတော်နဲ့တူတယ် CM မတော်450 MT ရုံးနဲ့တူတယ်ခေါင်းကဒီမှာလေကျူဂျီပဲကျူဂျီကိုခေါင်းကဟိုနဲ့တူ African Dream ခေါင်းနဲ့တူစားတယ်ဒီမှာအဆာကေရောင်းပါလဲမသိဘူးရောနေရတယ်လေးလုံးလို့ဒီကလေးလုံးလို့အဆာကေနဲ့မျိုးလာတော့ဒီလောက်ပဲကျူဂျေဒီလောက်ပဲနောက်ထပ်မာဘိန်းနေရှိမှလိုက်ကြည့်လိုက်အောင်spotlight တွေရောင်းတာ display ပြထားတာကြီးရဲ့1300နဲ့ပြထားတာစင်ထားတာ spotlight တွေနဲ့အောင်spotlight တွေနဲ့အောင်ဈေးရတော့ share ဒီဘက်တွေမှာဒီပမာလဲတွေအော်တိုတွေရောင်းတာဒီကောင်တွေက CM မတော်တယ်နောက်ကာဗာဆက်ဒီမှာ old school တွေ on IS 125 Aprilia IS 125ဒီကောင်ရောင်းမယ်ဈေးက3000ခွဲမြန်မာငွေနဲ့ဆိုရင်350 125အဲလိုအေးစောတယ်ဒီမှာတစ်စီးရာFZR
ရောင်း1000ညမော1000ရောင်းလဲ3000ခွဲနဲ့ပြန်အောင်ပါဒီမှာတစ်စီးရောင်းလဲ125ပဲအော်ဒီကောင်ဘောဆိုင်နေနဲ့ R90 135တော့1000ကျော်ပါ1000ကျော်ဟိုက်1350အဲ့လောက်ရှိမှာဒီကောင်ပြန်အောင်မယ်လို့ပြောတာစင်ငယ်အန်းနဲ့ R90 ဒီကောင် Suzuki Cafe Reza ဒီမှာတော့ပြန်အောင်မယ်ကောင်တွေပေါ့ဈေးရရှယ်ပဲဒီကောင်ဇွန်တက်နဲ့ပြန်ဇွန်တက်နောက်တစ်စီးနောက်စီးရောပါလာပြီနှစ်စီးဖြစ်သွားပြီနောက်တစ်စီးကဇွန်တက်နဲ့တောက်တွေထိကောမော်လေးပုံချက်သွားတယ်ဘာလို့နဲ့တော့တည်ရ